ကဲညီကိုရအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒါချန်ပီယံလိပွဲစဉ်တွေအများကြီးရှိရပေါ့နော်ကျွန်တော်ဒီနေ့ကမှဒါကျွန်တော်ဒီနေ့အတွက်ဒါကျွန်တော်အကြိုက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်နာပိုလီအသင်းနဲ့ချယ်ဆီအသင်းတို့ရဲ့ပွဲစဉ်တွေကိုဒါကျွန်တော်ပွဲကြီးကိုသုံးသပ်ချက်လေးပေးသွားချင်ပါတယ်ကဲမနေ့ကတော့ဒါကျွန်တော်ပွဲလေးမတင်ပြလိုက်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ပွဲလေးတော်တော်လေးနည်းရကြောင်းဒါကျွန်တော်ဗီဒီယိုမရိုက်ဖြစ်လိုက်ဘူးဒီနေ့မှာတော့ဒါကျွန်တော်ရိုက်ပေးထားတယ်မနေ့ကဒါကျွန်တော်ပွဲမရိုက်ပေးဘူးဆိုပေမဲ့ဒါကျွန်တော် channel လေးမှာတော့ဒါကျွန်တော်ပွဲလေးပုံမှန်လေးတင်ပေးထားတယ်ဒါကြောင့်ညီကိုတို့အနေနဲ့ကျွန်တော် channel လေးကိုဝင်ရတဲ့ဝင်ပေးထားဖို့ပြောချင်ပါတယ်ဗျကဲဒီနေ့မှာတော့ကျွန်တော်နာပိုလီအသင်းနဲ့ချယ်ဆီအသင်းတို့ရဲ့ပွဲကြိုသုံးသပ်ချက်လေးပြောသွားပေးမယ်ဒီနှစ်သင်းအထက်အတွက်ဆုံမှုကိုကြည့်မယ်ဆိုရင်တော့ဒါ2ကြိမ်ရှိထားတယ်ပထမကြိမ်နာပိုလီရဲ့အိမ်ကွင်းမှာနာပိုလီက 3-1 နဲ့နိုင်ထားတယ်နောက်တစ်ချိန်မှာဒါချယ်ဆီကသူ့ရဲ့အိမ်ကွင်းမှာ 3-1 နဲ့ထပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒါ6ရလက်တူထားတဲ့အရင်တော့ချန်ပီယံလိစီးကြီးနေကြောင်းဒါ6ပေါင်းတူထားတဲ့အနေထားမို့လို့သူတို့နောက်အချိန်မို့ထက်ကန်တဲ့အချိန်မှာချယ်ဆီက 4-1 ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါချယ်ဆီကတာထားတယ်လို့ပြောလို့ရတယ်အခုလက်ရှိခြေစွမ်းတွေကိုကြည့်မယ်ဆိုရင်ဒါနှစ်သိန်းလုံးကမစိုးဘူးလို့ပြောလို့ရတယ်ဒါချယ်ဆီအသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်မယ်ဆိုရင်ဒါ4ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလဒ်မျိုးပိုင်ဆိုင်ထားတယ်ရှုံးထားတဲ့ပွဲကလည်းဒီရာသီမှာအရန်ကောင်းနေတဲ့အာဆင်နယ်ကို 2-3 ဆိုတဲ့ရလဒ်နဲ့ရှုံးထားတာဖြစ်တယ်ခါရဘောင်းကတ်မှာပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာလည်းဒါချယ်ဆီတို့အနေနဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်သွားမလားဆိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမယ်ကဲတစ်ဖက်ကနာပိုလီကိုကြည့်မယ်ဆိုရင်နာပိုလီကရာသီစတော်တော်ကောင်းခဲ့ပေမဲ့နောက်ပိုင်းနေမှာတော်တော်လေးကိုဒါခြေပြက်လာတယ်လို့ပြောလို့ရတယ်ကျွန်တော်နောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုရင်တော့ဒါတပွဲနိုင်ဒါတပွဲရှုံး3ပွဲတည်ဆိုတဲ့ရလဒ်မျိုးပိုင်ဆိုင်ထားတယ်ဒီမှာထူးခြားတာတစ်ချက်ကနာပိုလီအနေနဲ့နောက်ဆုံး6ပွဲမှာဒါအပြည့်အဝကြီးအောင်ထားတာကမရှိသေးဘူးဒီနေ့ပွဲမှာဒါချယ်ဆီအသင်းက level 50ရှုံးကိုပေါင်းကြီး350ဆိုတဲ့ကြီးကြုံမျိုးပေးထားတယ်ကျွန်တော်ဒီပွဲမှာနာပိုလီဘော်ဒီကိုပဲကြိုက်တယ်အင်ရှင်လည်းဖြစ်တယ်ပြီးတော့အမှတ်လဲလိုနေ1-8ဝင်ကျင်တယ်ဆိုရင်ဒီနေ့ပွဲကိုမဖြစ်မနေအနိုင်ကန်ထားမှရမယ်လို့ကျွန်တော်မြင်ထားတယ်ပေါ့နော်ဒါကြောင့်အနေဆုံးဒါနာပိုလီတို့တည်တော့ရအောင်ကန်မယ်လို့ကျွန်တော်မြင်မိရယ်ပြီးတော့ဒါကြီးမောင်တာလဲဒါ6ပွဲသက်တိုက်ဆိုတော့ 7/1 ဒါ9ပွဲမြောက်မှာတော့တပွဲပြန်ပေးမယ်လို့ကျွန်တော်မြင်ထားတဲ့အတွက်ကြောင့်ဒါကျွန်တော်နာပိုလီဘော်ဒီကိုကြိုက်တယ်ပြီးတော့ပိုကြိုက်သွားတဲ့အကြောင်းရင်းကပြီးခဲ့တဲ့ပွဲချယ်ဆီကြီးပျော်ကြီးနဲ့ဒါပဲလီကိုနိုင်သွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာချယ်ဆီချင်းတွေပေါက်ကြီးအောင်မှုရာခိုင်နှုန်းတော်တော်လေးနည်းတယ်ဒါကြောင့်မို့ဒါအင်ရှင်ဖြစ်တဲ့နာပိုလီဘော်ဒီကတော့ဒီညအတွက်ဒါကျွန်တော်အကြိုက်ဆုံးပွဲစဉ်အဖြစ်ရွေးချယ်ပေးလိုက်ပါတယ်ကဲကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအများကြီးပဲကျေးဇူးတင်ပါတယ်နောက်တစ်ကြိမ်လည်းဒီမျိုးတပွဲကောင်းပွဲစဉ်လေးဒါကျွန်တော်ပုံမှန်လေးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေး follow မလုပ်ရသေးညီကိုလေး follow လေးလုပ်ပေးထားဖို့ပြောချင်ပါတယ်ကဲညီကိုလေးနောက်တစ်ကြိမ်လည်းဒါကျွန်တော်ဒီမျိုးတပွဲကောင်းပွဲစဉ်လေးနဲ့ဒါကျွန်တော်ညီကိုလေးပြန်ဆောင်ကြပါဗျာအားလုံးပဲပါပါပါဗျာ